ကိုယ့်ရဲ့မျက်နှာအသွင်ပြင်နဲ့ပတ်သက်ပြီးတော့မှစိုးရိမ်ပူပန်နေတဲ့လူတွေဒါမှမဟုတ်ကိုယ့်ရဲ့ခန္ဓာကိုယ်ပုံစံအနေအထားနဲ့ပတ်သက်ပြီးတဲ့အခါကျတော့မှအမြဲတမ်းစိတ်မလုံခြုံဘူးလို့ခံစားနေရတဲ့လူတွေရှိတာရှိရင်တော့ဒီဗီဒီယိုလေးကိုကြည့်ထားကြပါမယ်မင်္ဂလာပါကျမတို့စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှအသိပညာဗဟုသုတတွေမျှဝေပေးနေတဲ့ဒေါက်တာဆယ်လင်းတော်မြင့်ဖြစ်ပါတယ်ဒီနေ့မှာတော့ကျမတို့ဒီခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတဲ့အခါကျတော့မှပေါ့နော်ပုံမှန်ထက်စိုးရိမ်စိတ်များတယ်ပုံမှန်ထက်ပို့ပြီးတဲ့အခါကျမှ concept များတဲ့စိတ်ယောဂအကြောင်းတစ်ခုပြောပြပေးမယ်ဆိုတော့ကျမတို့ပုံမှန်အားဖြင့်လည်းလူတွေမှာတစ်ခါတလေမှာကိုယ့်ရဲ့ရုပ်ရည်ကိုယ့်ရဲ့ခန္ဓာကိုယ်အနေထားနဲ့ပတ်သက်ပြီးတဲ့အခါကျမှစိတ်မလုံခြုံမှုခံစားရတာမျိုးလေးဖြစ်တတ်တယ်ဒါသဘာဝပဲဒါပေမဲ့ဒီရဲ့ body dysmorphic disorder လို့ခေါ်တယ် BDD လို့လည်းခေါ်တယ်ပေါ့နော်ဒီစိတ်ယောဂအခြေအနေတစ်ခုမှကျတော့ဘယ်လိုလဲဆိုတော့လူတစ်ယောက်ကသူ့ရဲ့ခန္ဓာကိုယ်အသွင်အပြင်ပေါ့နော်အဲ့တော့မျက်နှာလည်းရုပ်ရည်လည်းဖြစ်နိုင်တယ်ခန္ဓာကိုယ်အချိုးအစားလည်းဖြစ်နိုင်တယ်ပေါ့ဆိုတော့ဒါနဲ့ပတ်သက်ပြီးတဲ့အခါကျမှသူ့မှာအမြဲတမ်းစိုးရိမ်မှုဖြစ်တယ်ပုံမှန်လူတွေကသူ့ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ तू ကကြည့်ပျော်ရှုပျော်ရှိတယ်သူ့ရဲ့မျက်နှာအရင်ကြီးရုပ်ဆိုးနေတယ်မှမပါဘူးဒါပေမဲ့သူ့ကိုယ်သူပြန်ကြည့်ပြီဆိုလို့ရှိရင်မျက်နှာအနေထားကတခုခုလိုနေသလိုလိုဖြစ်နေတာမျိုးတို့နည်းနည်းလေးဒီထက်နည်းနည်းဆိုးလာရင်သူရုပ်ဆိုးတယ်လို့မြင်တာမျိုးပေါ့နော်ဒီထက်ပိုပြီးဆိုးလာလို့ရှိရင်သူမျက်နှာကလုံးဝကိုပျက်စီးနေပြီသူမျက်နှာကလုံးဝကိုဘယ်လိုပြောမလဲမကောင်းဆိုးဝါးရုပ်ကြီးလိုဖြစ်နေပြီဆိုတာမျိုးတွေပေါ့ဒီလောက်ထိသူ့ရုပ်ပျက်ဆင်းပျက်တွေဖြစ်နေပြီဆိုပြီးတော့မှသူ့ကိုယ်သူထင်နေတာမျိုးတွေရှိတတ်တယ်ဒါကတော့မျက်နှာနဲ့ဆက်ဆက်ပြီးတော့မှပေါ့နော်အဲ့တော့တစ်ခါတလေကြာလို့ရှိရင်ကြာလဲအမျိုးသမီးတွေကြာသူ့ရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ဆက်ဆက်ပြီးတဲ့အခါကျတော့မှစိတ်ထဲမှာအဆင်မပြေတာတွေဖြစ်တာပေါ့အဲ့တော့ခုနလိုဒီရင်သားတွေနဲ့ဆက်ဆက်တာမျိုးဒါမှမဟုတ်ခန္ဓာကိုယ်ရဲ့ပိန်တာဝတာနဲ့ဆက်ဆက်တာမျိုးအသားအရည်နဲ့ဆက်ဆက်တာမျိုးတွေပေါ့ဒါမျိုးတွေနဲ့ပတ်သက်ပြီးတဲ့အခါကျမှလည်းစိုးရိမ်စိတ်တွေများတာမျိုးတွေစိတ်မလုံခြုံမှုခံစားရတာမျိုးတွေရှိတတ်တယ်အမျိုးသားတွေမှာကျတော့အထူးသဖြင့်ဘယ်လိုမျိုးလဲဆိုတဲ့အခါကျတော့သူတို့ရဲ့ခန္ဓာကိုယ်ပေါ့ muscle နဲ့ပတ်သက်ပြီးတော့မှကြွက်သားနဲ့ပတ်သက်ပြီးတော့မှစိုးရိမ်တာတွေပိုများတယ်ပေါ့နော်ပုံမှန်အားဖြင့်သူတို့ကြည့်လိုက်မယ်ဆိုသူတို့ကလူကောင်ကြီးကြီးတွေပဲပေါ့နော်ပုံမှန်ထက်ညံ့နေတဲ့လူတွေမဟုတ်ဘူးဒါပေမဲ့လည်းသူတို့ကိုယ်သူတို့ကြည့်လိုက်လို့ရှိရင်သူတို့ကမဟုတ်ဘူးသူတို့ခန္ဓာကိုယ်ကတေးသေးလေးပဲရှိနေတာမာစစ်ကြီးအောင်လုပ်ရမယ်ပေါ့ဒီလိုပုံစံမျိုးပေါ့အဲ့တော့ဒီလူတွေကဘာလဲဆိုတော့ဒီကိုယ့်ရဲ့ရုပ်ရည်အသွင်ပြင်ပေါ်မှာအယမ်းကိုစိုးရိမ်မှုရှိတယ်အယမ်းကိုလုံခြုံမှုရှိတယ်လို့မခံစားဘူးပေါ့နော်အဲ့တော့များသောအားဖြင့်သူတို့ရဲ့အချိန်တော်တော်များများပေါ့တနေ့တာမှာ3နာရီကနေ8နာရီကြာပေါ့ဒါစာထဲမှာရေးထားတာပေါ့နော်3နာရီနဲ့8နာရီကြာကိုဒီရဲ့ရုပ်ရည်နဲ့ပတ်သက်ပြီးတဲ့ခါကျမှပဲအတွေးတွေတွေးနေတာမျိုးတွေနောက်တစ်ခုကကျတော့ဘာလဲဆိုကိုယ့်ရဲ့ကိုမလှဘူးလို့ထင်တဲ့နေရာပေါ့နော်ကို့မှာအပြစ်နာစာရှိနေရလို့ခံစားရတယ်ပေါ့နော်ဒီလိုမျိုးထင်တဲ့နေရာတွေဆိုရှင်ဖုံးကွယ်ဖို့ကြိုးစားတာမျိုးတွေလုပ်တာပေါ့ပြီးရင်အမျိုးသမီးတွေကြတယ်ဘာလဲဆိုတော့သူတို့ရဲ့မျက်နှာအနေအထားကတိတ်အဆင်မပြေဘူးပေါ့ဥပမာဖြင့်နှာခေါင်းလေးမလှဘူးနှာခမ်းလေးမလှဘူးဆိုလို့ရှိရင်မိတ်ကပ်တွေအများကြီးသုံးပြီးတဲ့အခါကျမှဒီရဲ့ floor ကိုဖုံးကွယ်တာမျိုးဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းအမျိုးမျိုးပေါ့ဒီသပင်အနေထားနဲ့ဖုံးကွယ်တာမျိုးတွေ accessory တွေဝတ်တယ်ခန္ဓာကိုယ်ဒါမှမဟုတ်လို့ရှိရင်အင်ကြီးတွေဝတ်ပြီးတဲ့အခါကျတော့မှကိုယ့်ရဲ့မကြိုက်တဲ့ defect ဖြစ်နေတဲ့နေရာတွေကိုမပြတာမျိုးပေါ့နော်အဲ့တော့ဘယ်လောက်ထိတော့မှအခြေအနေဆိုးတာမျိုးဖြစ်လဲဆိုတော့ခါကျတခါတလေမအိမ်တော်ရက်သားကြရဲဆိုလို့ရှိရင်တော့မှအမျိုးသားနဲ့အတူတူမနေနိုင်ဘူးပေါ့ဘာလို့လဲဆိုတော့ကျမတို့ဒီခန္ဓာကိုယ်ဖော်ပြရမယ့်အခြေအနေမျိုးတွေရှိလာတာမျိုးဆိုလို့ရှိရင်ဒါကတို့တွေရှောင်ကြတာမျိုးတွေရှိတယ်ပေါ့နော်ဥပမာရေကူးကန်နေဆိုလုံးဝမသွားဘူးဒီလိုမျိုးတွေပေါ့ဒီလိုမျိုးအခြေအနေရှောင်တာမျိုးတွေရှိတယ်ခန္ဓာကိုယ်ဖုံးကွယ်တာမျိုးတွေရှိတယ်ပြီးတော့များသောအားဖြင့်ဒီခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတဲ့အခါကျမှဒီရုပ်ရည်အသွင်ပြင်နဲ့ဘာလို့ရမလဲဆိုတာကိုစဉ်းစားနေတာမျိုးတွေဒါကိုဖုံးကွယ်ဖို့အတွက်စ조사နေရတဲ့အချိန်တွေကုန်နေတာပေါ့နော်ဒါမျိုးတွေရှိတယ်ပြီးတဲ့အခါကျလို့ရှိရင်အတွေးပေါ့အတွေးမှာဆိုလို့ရှိရင်လည်းတို့ကဘာလဲဆိုတော့ကိုယ့်ရဲ့ရုပ်ရည်အသွင်ပြင်နဲ့တခြားလူရဲ့ရုပ်ရည်အသွင်ပြင်နဲ့အရန်ကိုရှင်ပြီးတော့မှတွေးတာမျိုးတွေရှိတယ်ပေါ့နော်ငါကတော့မလှဘူးသူကတော့လှတယ်ပေါ့တကယ်တမ်းအဖြစ်မှာဘသူ့ကိုမင်းသူတို့ရုပ်ကအဲ့လောက်ထိရုပ်ဆိုးတာမဟုတ်ဘူးကြည့်ပျော်ရှုပျော်အနေထားမှာရှိတာမျိုးတွေဖြစ်တယ်ပေါ့ဒါလည်းတစ်ခုရှိတယ်ပေါ့နော်အဲ့တော့ဘာတွေဖြစ်လာလဲဆိုတဲ့အခါကျတော့ကျမတို့တွေကဒီရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတဲ့အခါကျတော့မှ concern တွေအများများလာတော့ဒီစိတ်မှာလည်းဖိစီးမှုတွေဖြစ်လာတယ်ပြီးတဲ့အခါကျလို့ရှိရင်စိတ်တက်ကြတာတွေနဲ့လည်းတွဲလာတယ်ပေါ့နော်ကျမတို့တစ်ခါတလေကြာလို့ရှိရင်ဒီ BDD က obsessive compulsive disorder လို့လည်းခေါ်တယ်ကျမတို့ဒီအတွေးတွေအရန်တွေးလွန်းတာမျိုးတစ်ခုခုမှဆိုလို့ရှိရင်ကျမတို့တစ်ခုဆိုတစ်ခုအတိုင်းဒီပုံစံတိုင်းဖြစ်နေရမယ်ဆိုရဲဆွဲလန်းတဲ့စိတ်မျိုးဖြစ်တာမျိုးပေါ့ဒီယောဂနဲ့လည်းတွဲတာမျိုးလေးရှိတတ်တယ်ပေါ့နော်အဲ့တော့ဒီမှာပေါ့ထူးဆန်းတာကဘာလဲဆိုတဲ့အခါကျတော့ကျမတို့ဒီစိတ်တက်ကြတဲ့ယောဂတို့စိုးရိမ်စိတ်လွန်ကဲတဲ့ယောဂတွေကတစ်ခါတလေမကုပဲထားရင်တောင်မှသူ့လိုပျောက်သွားတာမျိုးတွေရှိတတ်တယ်ဒါပေမဲ့ဒီနေရာမှာ PD ရဲ့ body dysmorphic disorder ပေါ့ကိုယ့်ရဲ့ရုပ်ရည်နဲ့ပတ်သက်ပြီးတော့မှချို့ယွင်းနေရလို့စိတ်ထဲမှာထင်နေတဲ့စိတ်ယောဂပေါ့နော်ဒီစိတ်ယောဂတွေဒီလို OCD တွေကကြတော့ဒီယောဂတာဖြစ်ပြီဆိုလို့ရှိရင်မကုပဲထားလဲသူ့လိုပျောက်တာမျိုးမရှိဘူးပေါ့အဲ့တော့သိကြရတယ်ကျမတို့ကုသဖို့တော့လိုအပ်တယ်ဒါပေမဲ့ခက်ခဲတာကြပါလဲဆိုတော့ဒီ BDD
ဖြစ်တယ်ပေါ့ဒီစိတ်ယောဂဖြစ်တဲ့သူတွေကကြတော့လေဟိုအနာနဲ့စိတ်နဲ့တဲ့သွားတာနည်းနည်းရှားတယ်အဓိကအားဖြင့်သူတို့သွားပြီးတဲ့အခါကျမှ consult လုပ်တယ်သွားပြတဲ့နေရာဘယ်နေရာတွေဖြစ်နေလဲဆိုတော့ aesthetic clinic ပေါ့အလားပါနဲ့ပတ်သက်ပြီးတော့မှတော့၎င်း cosmetic surgery လို့လည်းခေါ်မယ်ပေါ့ဒီရုပ်ရည်လားပါဖို့အတွက်ပြင်ဖို့အတွက်ဒီစီကိုသွားတာဖြစ်ပေါ့မျိုးသားတွေဆိုလို့ရှိရင်ကြတော့လေသူတို့နီးသူတို့ဟန်နဲ့ပေါ့ပြန်ပြီးတော့မှဒီမှာဆယ်တွေပိုကြီးအောင်ဆိုပြီးတဲ့အခါကျမှ steroid တွေထိုးတာမျိုးပေါ့အဆင်မပြေတဲ့နီးလက်နေပေါ့နော်ဒါတွေဆိုလို့ရှိရင်ကြအဲ့တော့ဘာလဲဆိုတော့ကျမတို့တွေကဟုတ်ပြီ aesthetic clinic တွေသွားတာမျိုးဖြစ်သွားပြီးပြီပေါ့နော် cosmetic surgery လည်းလုပ်ပြီးပြီဆိုလို့ရှိရင်ဘာဖြစ်ပုံမှန်ထက်ဆိုရင်တော့ပိုလာသွားပြီလीเนาะအဲ့လိုမျိုး clinic တွေမှာတေချာလေးကုသပြီးသွားပြီဆိုလို့ရှိရင်ဒါပေမဲ့သူတို့အတွက်ခါကြတော့ဘာဖြစ်လာလဲဆိုတဲ့အခါကျတော့ဒီ clinic တွေသွားပြီးတဲ့အခါကျလို့ရှိရင်မျက်နှာမှာတခုပိုပြီးတော့မှအဆင်မပြေတော့ဘူးဆိုတာမျိုးပိုခံစားရတာပေါ့နော်အော်ဒီမျက်နှာမညီတော့သလိုလိုမျိုးဖြစ်တာမျိုးဘာလို့ရှိရင်သူ့အရင်တော့မျက်နှာပုံစံမျိုးမဟုတ်တော့သလိုမျိုးတခုခုပြန်လိုသွားသလိုမျိုးဖြစ်သွားတဲ့အခါကျတော့ဒီဟာမှာထက်ခါတလဲလဲနဲ့ loop ဖြစ်နေတာအဲ့တော့နောက်ဆုံးဒီလိုမျိုး BDD ပေါ့နော်ဒီကိုယ်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့မှသူ concern ရှိတဲ့စိတ်ရောဂါဝေဒနာရှင်တွေကဘယ်လောက်ထိနောက်ဆုံးသူ severe ပေါ့အရင်ပြင်းထန်တဲ့အခြေအနေတွေဆိုလို့ရှိရင်ကျမလူတွေနဲ့မတွေ့တော့ဘူးလူတွေကြားမသွားရဲတော့ဘူးလူတွေကြားမသွားချင်တော့ဘူးလုံးဝတယောက်ထဲနေတာမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့အရေးကြီးတာပါလဲဆိုတော့ဒီ BDD ကိုကျမတို့တေချာလေးကုသဖို့လိုအပ်တယ်ကုသလို့လည်းရတယ်တေချာကုသမှုမခံယူဘူးဆိုလို့ရှိရင်ကြတော့ဒီရဲ့ BDD ကပေါ့နော်စာတန်းနေအရဆိုလို့ရှိရင်ဒီရဲ့ body dysmorphic disorder ဖြစ်နေတဲ့လူနာ3ယောက်မှာဆိုလို့ရှိရင်1ယောက်က suicide ထွက်လုပ်နိုင်တဲ့ tendency များတယ်ပေါ့အဲ့တော့ကြည့်မယ်ဆိုလို့ရှိရင်30%ကျော်တယ်ပေါ့နော်ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ကြတော့ကိုယ့်ကိုယ်ထိခိုက်နာကျင်အောင်လုပ်လို့ရတဲ့ပြုမှုတွေလုပ်ဖို့အတွက် chance ပိုများတယ်ပေါ့ဘာလို့ဆိုတော့ကိုယ့်ကိုယ် satisfy မဖြစ်နေဘူးလေနော်။ तू ကကျေနပ်မှုမရှိနေဘူးလူတွေနဲ့ပေါင်းသင်းဆက်ဆံဖို့လည်းသူ့မှာယုံကြည်ချက်မရှိဘူးဒါပေမဲ့လူဆိုတာကျမတို့က social person တွေလေနော်တယောက်တဦးတယောက်တည်းနေလို့ရရတယ်မှာမပါဘူးအဲ့တော့ဘာဖြစ်အ ਨੇ ဆုံးတော့အပေါင်းအသင်းနဲ့နေရတဲ့အချိန်မှာ तू ကအပေါင်းအသင်းနဲ့မနေနိုင်တော့တဲ့အချိန်ကြတော့သူတယောက်တည်း left out ဖြစ်နေတယ်လို့ခံစားရတာမျိုးသူတယောက်တည်းအထီးကျန်နေခံစားရတာမျိုးတွေပိုဆိုးလာတာမျိုးဆိုလို့ရှိရင်ဒီနည်းလမ်းတွေကိုသုံးသွားတာမျိုးတွေရှိတယ်နော်အဲ့တော့အရေးကြီးတယ်ကျမတို့ဒီရဲ့ body dysmorphic disorder ကိုဘယ်လိုမျိုးကုသလို့ရမလဲ body dysmorphic disorder ဆိုတာကျမတို့ကုသလို့ရတယ်လေဒါပေမဲ့မကုသခင်မှာကျမတို့အဆင့်လေးတွေခွဲတယ်ပေါ့နော်၃ဆင့်ပေါ့အကြမ်းများအဖြစ်ဆိုလို့ရှိရင်တော့ mild moderate severe ပေါ့ mild ကတော့အရင်ကြီးမပြင်းထန်သေးတဲ့အဆင့် moderate ကအလဲအလက်အဆင့် severe ကတော့ပြင်းထန်တဲ့အဆင့်ပေါ့ခုနလိုမျိုးလူတွေကြားထဲလည်းမသွားတော့ဘူးလူနဲ့မှလည်းစကားမပြောတော့ကိုတယောက်တည်းပဲနေနေတာမျိုးတို့အစားတွေလည်းမစားတော့တာမျိုးပေါ့ဒါမှမဟုတ်ရှင်လည်းအလွန်အကျွံကိုပြင်ဆင်နေတာမျိုးတွေလုပ်နေတာမျိုးတွေပေါ့ဘာမှကိုယ့်ရဲ့နေ့စဉ်ကိစ္စတွေဘာမှမလုပ်တော့ဘဲနဲ့ဒီရဲ့မျက်နှာဒီရဲ့ခန္ဓာကိုယ်ပြန်ပြီးဖုံးဖိဖို့အတွက်ကိုပဲလုပ်နေတာမျိုးတွေဖြစ်နေပြီလားပေါ့ဒီပေါ်မှာမူတည်တယ်ပေါ့ဟုတ်ပြီအဲ့တော့ကျမတို့ကဒီ BDD ကိုကုသမယ်ဆိုလို့ရှိရင် step care approach လို့ခေါ်တယ် nice guideline ရဆိုလို့ရှိရင်တော့ဒီလိုပုံစံမျိုးနဲ့သွားတယ်ပေါ့နော်အဲ့တော့ step care approach ကဘာလဲဆိုတော့နံပါတ်1ပေါ့လောလောဆယ်မှာ BDD ယောဂဖြစ်နေတာတော့ဟုတ်တယ်ဒါပေမဲ့လည်းအရင်ပြင်းထန်နေတဲ့အဆင့်မဟုတ်သေးဘူးဆိုလို့ရှိရင်လူနာကိုဒါမှမဟုတ်ရှင်လည်း client ကိုပေါ့နော်ဒီယောဂရဲ့အခြေအနေလေးတွေကိုနားလည်အောင်ရှင်းပြပေးတယ်တခါတလေမှာခုနလိုမျိုးမှန်ခဏကြည့်ချင်တာမျိုးတွေကိုယ့်ရဲ့မျက်နှာမှာရှိနေတဲ့အဖြစ်အနာစားလေးကိုအရန်ဖုံးချင်တာမျိုးတွေရှိလာတယ်ဆိုလို့ရှိရင်ကျမတို့ကစိုးရိမ်စိတ်တွေလည်းတက်လာတယ်လीเนาะအဲ့လိုချိန်မှာကျမတို့ဘယ်လိုမျိုးဒီရဲ့စိတ်ခံစားချက်တွေကိုကင်တွယ်ကြမလဲဆိုတာမျိုးလေးတွေပေါ့အဲ့တော့ self help exercise လေးတွေဖြစ်ဒါမျိုးလေးတွေနဲ့ကျမတို့အရင်ဆုံးစူးစမ်းကြည့်ကြရတယ်ပေါ့နော်။ Okay ဒါနဲ့မှမရဘူးအဆင်မပြေသေးဘူးပေါ့နော် moderate အဆင့်လောက်ရောက်လာပြီဆိုလို့ရှိရင်တော့ကျမတို့မှာကုသလို့ရတဲ့နည်းလမ်းတွေတော့အများကြီးရှိတယ်ပေါ့နော် talk therapy ပေါ့စိတ်ကူထုံတွေပေါ့နော်စကားပြောတဲ့စိတ်ကူထုံတွေအများကြီးရှိတယ်အဲ့တော့ဒီထဲမှာတော့အဓိကအဖြစ်တော့ကုထုံတွေကတော့အများကြီး effective ဖြစ်တဲ့ကုထုံတွေလည်းအများကြီးပေါ့ဒါပေမဲ့စာတန်းအရများများပြုစုထားတာတော့ကျမတို့ CBT ကုထုံကတော့အများကြီးစာရင်းပြုစုထားတာတွေရှိတဲ့အခါကျဒါကိုပဲကျမတို့ဆွဲပြီးပြောလိုက်မယ်ပေါ့နော်အဲ့တော့ cognitive behavioral therapy ပေါ့ကျမအရှိမလည်းခဏတော့ပြောပြတယ်ဒါဘာလဲဆိုတော့ကျမတို့တွေကဒီအတွေးတွေကိုပြန်လဲပြောင်းလဲပြီးတွေးတာမျိုးဖြစ်နောက်တစ်ခါ behavior ဆိုအဖြစ်အမှုတွေကိုကျမတို့ပြောင်းလဲတာဖြစ်လုပ်တာမျိုးပေါ့အဲ့တော့ဒီရဲ့ body dysmorphic disorder ကကျတော့သူ့ရဲ့အတွေးမှာကွာဆိုတော့ तू ကသူ့ခန္ဓာကိုယ်ကမလနေဘူးသူခန္ဓာကိုယ်ကြီးကပျက်စီးနေတယ်ဆိုတာမျိုးသူကမြင်နေရတာလေနော်သူခန္ဓာကိုယ်ကတခုခုချို့ယွင်းနေတာဆိုတာမျိုးမြင်နေတာပေါ့သူ့အတွေးကအစတွေးတဲ့ပုံစံကမဟုတ်နေတာပေါ့အဲ့တော့ဒီနေရာမှာဆိုကျွန်တော် CBT ရဆိုရင် cognitive restructuring ပေါ့ဒီအတွေးတွေကိုကျွန်တော်ပြန်ပြီးတဲ့အခါကျမှဘယ်လိုပြန်ပြောင်းတွေးလို့ရအောင်မလဲပေါ့နောက်တစ်ခါကျအပြုတ်မှုအားဖြင့်ဆိုလို့ရှိရင်ဒီရဲ့သူမလဘူးလို့ထင်တဲ့နေရာတွေကိုသူအဲ့လိုဖုံးကွယ်ဖို့အတွက်စူးစမ်းချင်တာမျိုးတွေပြီးလို့ရှိရင် plastic surgery လုပ်ချင်တာမျိုးတွေအမျိုးမျိုးသောintervention တွေသူလုပ်ချင်တာမျိုးတွေရှိရဲဆိုလို့ရှိရင်ဒါတွေကိုကျွန်တော်တို့အပြုတ်မှုရဘယ်လိုမျိုးကင်တွယ်ကြမလဲဆိုတာမျိုးပေါ့ဒါကိုကျွန်တော်တို့ကိုယ့်အကိုပြန်ပြီးတော့မှအဖြေရှာကြတယ်စကားပြောကုထုံပေါ့နော် cognitive behavioral therapy လို့ခေါ်တယ်
ဒါနဲ့သွားလို့ရတယ်ပြီးတော့ကဲလို့မှဒီရဲ့ယောဂအခြေအနေကဆိုးတယ်ပေါ့နော်ခုနကပြောသလိုမျိုးကိုယ့်ကိုထိခိုက်နာကြအောင်လုပ်ချင်တာတွေလည်းရှိတယ်ပြီးတော့ပတ်ဝန်းကျင်နဲ့လည်းစကားမပြောတော့တယောက်တည်းပဲနေတာမျိုးဖြစ်ပေါ့ဒါမျိုးတွေဖြစ်လာပြီဆိုလို့ရှိရင်တော့ကျမတို့တွေကပြီးတော့ကိုယ်တိုင်ကလည်းဒါကစိတ်ယောဂမဟုတ်နေဘူးဒါကိုသူလက်မခံဘူးဆိုလို့ရှိရင်တော့ကျမတို့တွေကဘာလုပ်လို့ရလဲဆိုတော့ခုန CBT ကြတော့လေအတိုင်းအတာတစ်ခုထိသူလက်ခံထားမှာပဲကျမတို့က talk therapy အနေနဲ့စကားပြောဖို့ထုံလုပ်လို့ရတာပေါ့နော်ဒါကဟုတ်တယ်သူ့မှာစိတ်ယောဂရှိတယ်ဆိုတော့သူလက်ခံမှာပဲဒါဆက်သွားလို့ရတဲ့အပိုင်းပေါ့တချို့အပိုင်းတွေကြလဲဒီလိုမျိုးကိုသူလက်မခံဘူးဆိုလို့ရင်တော့ကျမတို့ဆေးပေးကုသတာတွေလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီလိုဆေးပေးကုသတဲ့နေရာမှာဆိုလို့ရှိရင်လည်းကျမတို့တွေပုံမှန်အားဖြင့်ဆိုရင်တော့ SSRI လိုမျိုးဆေးမျိုးတွေကျမတို့ပေးတယ်ပေါ့အဲ့ဒီနေရာမှာတော့ကိုယ့်သဘောနဲ့ကိုယ်တွေတောက်လို့မရဘူးဒီဆေးတွေကကျမတို့တေချာကျွမ်းကျင်တဲ့စိတ်ကျန်းမာရေးဆရာဝန်တွေတေချာကုသဖို့လိုတယ်တေချာတိုင်ပင်ဖို့လိုတယ်ပြီးတော့ဆေးအပြောင်းလျှော့တွေမှာဆိုလို့ရှိရင်လည်းကျမတို့တွေကကိုယ့်သဘောနဲ့ကိုယ်ရက်တာမျိုးတွေတက်တာသွားလို့ရက်တာမျိုးတွေလုပ်လို့မရဘူးပေါ့နော်ဆရာဝန်နဲ့တေချာပြဖို့လိုရတယ်ပေါ့ဒီရဲ့ BDD အတွက်အကောင်းဆုံးကုထုံးကတော့နံပါတ်1ကတော့ကျမတို့ဘာလဲဆိုတဲ့အခါကျစကားပြော talk therapy ပေါ့နော်အဲ့ဒီမှာ CBT ဆိုတဲ့ cognitive behavioral therapy ကတော့အကောင်းဆုံးကုထုံးဒါပေမဲ့ဒါနဲ့အဆင်မပြေဘူးဆိုရင်ကျမတို့တွဲပြီးလုပ်လို့ရတဲ့အရာကကြတော့ဆေးပေးကုသတာပေါ့ဒီနှမျိုးနဲ့သွားမယ်ဆိုလို့ရှိရင်เนาะဒီယောဂကိုမြန်မြန်တက်တာအောင်ကျမတို့ကုသပေးလို့ရတယ်ပေါ့နော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကတော့ body dysmorphic disorder ဆိုတဲ့မိမိရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတဲ့အခါကျမှချိုးရင်းချက်တစ်ခုခုရှိနေရဲဆိုပြီးတော့မှစိုးရိမ်စိတ်တွေများနေတဲ့စိတ်ယောဂအကြောင်းပြပြသွားတာပေါ့နော်ဒီတော့စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတဲ့အခါကျမှတခြားတော့သိချင်တာတွေရှိလို့ရှိရင်လည်း comment မှာဝင်ရောက်မေးမြန်းထားလို့ရတယ်နောက်ထပ်စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့အသိပညာဗဟုသုတတွေကိုသိချင်တယ်ဆိုလို့ရှိရင်လည်းကျမရဲ့ YouTube နဲ့ TikTok channel လေးမှာဝင်ရောက်ကြည့်ရှုလို့ရပါတယ်ရှင်